မှရွှေနဂါးမလားဟုတ်တယ်ကိုဟုတ်ပြီအဲ့မှာလိုင်းမှာတရားအယောက်120စာဟိုတဲ့4800ပဲရှာတယ်သူတို့ညာအခုမှအခုတို့လိုင်းမှာတင်တာ4800ရေးထားလို့120အယောက်120စာဟုတ်တယ်ကိုစလုံးတစ်လုံးကြ3ညလုံးကြနေအောင်လေးချက်အဲ့ဒါအခုတို့ကြာလို့ဒီကျွန်တော်မှာကျင်လို့လေအယောက်120စာ4800ကြာဆိုတော့အယောက်နှစ်ပြတ်မှာကျင်လို့240မှာကျင်လို့ဆောက်လာနိုင်ဟုတ်ဒီဆင်းကားကိုပြေဟုတ်လားဟယ်လိုကိုရဆင်းကားကြည့်မို့စဉ်းစားကြည့်ဟုတ်အခုတော့တင်တာဘာလို့တုံညထုံကြံတယ်လို့ကျွန်တော်မှာကျင်လို့6လပိုင်းကိုအဲ့ကျွန်တော်ပြောလေတုံညလုံးကြံခင်းလို့ဟုတ်တယ်လို့အဲ့ဒါဆိုတော့အခုမကြမ်းနောက်သူချာတင်တိုင်းမတင်ရင်တုံညတုံးမကြံစေနဲ့အခုတော့တုံညလုံးကြံတာလေကျွန်တော်ကမှားတာလေကိုရအဲ့တပုတ်ပဲတော့ကျန်တဲ့ပုတ်တွေတော့မယ်ကိုရအခုတော့ကျွန်တော်မှားကျင်လို့6လပိုင်းကျွန်တော်240တာမှားကျင်လို့အဲ့ဒါကြောင့်အထူးလို့ဖို့ကျွန်တော်တက်စီရင်လို့ဖို့လိုက်စုံစမ်းတာဒိုင်းမှာစုံစမ်းနေတာအဲ့ဒါကြောင့်အခုတော့တန်တော့ကကြည့်လို့ကျွန်တော်မှားစဉ်းစားဖို့ကိုရဟုတ်လို့ပေါ့စဉ်းစားတော့အခုတင်လဲစဉ်းစားမြတင်လေဘာလို့စုံစမ်းကြံတာလဲလို့ကျွန်တော်ရှင်းပြလိမ့်မယ်3ည3ကြံသွားတယ်လို့မဟုတ်လေအမှန်နဲ့လေအကူက3ညတယ်နော်အဲ့လိုမတင်နဲ့လေကွယ်ကျွန်တော်တန်တဲ့နေရာလိုက်ဝယ်တာလေကျွန်တော်တို့ကနေတက်တာနေရာပဲလိုက်ပြီးတော့အထူးလို့ဖို့တက်တာနေရာကျွန်တော်လိုက်ပြီးတော့ရှာတာလေဟုတ်ကဲ့ပါကျွန်တော်ဒီတော့အဲ့လိုအချောင်းလေးတော့မရဘူးအချောင်းရှာတာမဟုတ်ဘူးကျွန်တော်ကတက်တာလိုက်တာအခုတို့3ညလုံးကြံလို့ကျွန်တော်မှားတာလေစဉ်းစားဖို့ကိုရငါကိုစဉ်းစားဆိုတော့ကိုလည်းစဉ်းစားကြီးမှတင်လေတေချာကြီးမှတင်ပေါ့အေးလေကိုကျွန်တော်တဟုတ်တယ်ကွာအမရွှေနဂါးမလားဟုတ်တယ်